ရာအရှိမနေကာကွယ်ဆောင်ရှာဖျားနေမချတကိုင်းနဲ့မြတ်တဲ့ဆရာဦးမလို့ပြုစုကပြုထောင်ပေးတာဆရာရယူခြင်းမမရှိပါပေးစရာခြင်းမပီတိကိုစားအားရှိပါတော့ဆရာမောင်နေတဲ့လေးပြကဘဝပန်းနိုင်ခီလန်းကိုရောက်အောင်ဖို့ရစီဒနာဘာကိုမှမျောလည်းမထားပဲစီစဉ်နေသောမြတ်တာတရားပါအနန္တခိုင်ဝင်မြင့်မြတ်ပါတော့ဆရာမေတ္တာအနန္တနဲ့ဘဝတစ်ခွေမှာဆရာတက်များစွာကိုဝိထုတ်ပေးရပါတော့ဆရာမကြီးနဲ့ဆရာဆရာမတို့သိချမ်းလာရပါစေကိုယ်ချမ်းသာကြပါစေအဲဒီရင်ဘေးချင်းရပါစေ
င်တာပန်းအလားမလားမြစ်ကြရှင်လာရောက်ရိတ်တာမင်းပိတ်ခွင်ကပါနေကြီးတင်တော့မပွင့်တာပန်းအလားမလားမြစ်ကြရှင်လာရောက်ရိတ်တာမင်းပိတ်ခွင်ကပါလာခွေညစုပြုံးမလို့မချငိုရမှာများတနာမညာကြတရားသေးမောင်မဲမှုကြောင့်လာတာမျောလင့်နေတော့ပြိုဖုံးလန်းခဲ့ပါ နေကြီးတင်တော့မပွင့်တာပန်းလာမလားမြစ်ကြရှင်လာရောက်ရိတ်တာမိမိခွင်ကပါနေကြီးတင်တော့မပွင့်တာပန်းလာမလားမြစ်ကြရှင်လာရောက်ရိတ်တာမိမိခွင်ကပါလာခွေညစုပြုံးမလို့မချငိုရမှာများတနာမညာကြတရားသေး
နေလေတည်င်းကျွရောက်ခဲ့ပြီ ကြောင်ဝရီနဲ့ပြည်နန်းကကြွမြန်းလာတဲ့ဖျားရှင်ကိုမှန်ရင်မောင်မေဆုံးကြီးစီမီရောက်ဆုံး ဒီနေလေလူရန်လုံးပြည့်ပူဇော်ကြမိဘုံရောင်လုံးထိနေလေတည်င်းကျွရောက်ခဲ့ပြီ ကြောင်ဝရီနဲ့ပြည်နန်းကကြွမြန်းလာတဲ့ဖျားရှင်ကိုမှန်ရင်မောင်မေဆုံးကြီး စီမီရောက်ဆုံးထိနေလေလူရန်လုံးပြည့်ပူဇော်ကြစိတ်တကားကျဲထွန်းမာတဲ့တည်င်းကျွတူရသည်ကြာမျိုးငါမြေတင်းတုံကြီးရနံလေးပြန်မွေးတော်သည် ရွှေတို့တန်ညံ့ညံ့စီစီမီအလားရီထင်းနေရင်ကြီးအပြစ်တမအားတော်ဖွယ်အထူးစင်တွေကြပြောရွှေမြူထူရဲလာရသည် ဘုရားကြောင့်ကံတူတူသွားတိလာတရားတွေဆောက်ပြီးမြည်ဘာဝနာတရားတွေပွားများမည် တရားကြောင့်ကအတူတူသွားတိလာတရားတွေစောင့်တည်ပြီးဘာဝနာတရားတွေပွားများ အဖို့ပွားများကိုပူဇော်ကြောမည် မိဖဆရာပူဇော်ကြမည်မြစ်တာရေးချုံငါလွန်အေးချမ်းလာသည်ဒီမသနေတရားသည် ကာရဝရှိဦးကြီးကဘာမရှာတဲ့မြမတို့ရဲ့လာတရားဖြစ်ပြီတည်င်းကျွပြီတောင်းရင်းနဲ့ပြည်နံကကြွမြန်းလာတဲ့ဘုရားရှင်ကိုမန်ရင်မောင်မေဆုံးကြီးစီမီရောက်လုံးထိနေလျံအိမ်ငိုင်းထွန်းကြီးပူဇော်ရသည် စိတ်တရာကျဲထွန်းမာတဲ့အတည်ရင်ကျူတူရသည်ကြာမျိုးငါမြေတင်းတုံကြီးရနံလေးပြန်မွေးတော်သည် ရွှေတို့တန်ညံ့ညံ့စီစီမီအလားရီထင်းနေရင်ကြီးအဘိဓမ္မာခါတော်ပွေအတူစင်တွေကြပြောရွှေမြူထူရဲလာရသည် ဘုရားကြောင့်ကံတူတူသွားတိလာတရားတွေဆောက်တည်မြည်ဘာဝနာတရားတွေပွားများမည် ဘုရားကြောင့်ကအတူတူသွားသီလတရားတွေစောင့်တည်ပြီးဘာဝနာတရားတွေပွားများမည် အဖို့အပွားများကိုပူဇော်ကြောမည် မိဖဆရာပူဇော်ကြသည်မြတ်တာရေးချုံငါလွန်အေးချမ်းလာသည်ဒီမသနေတရားသည် ကာရဝရှိဦးကြီးကဘာမရှာတဲ့မြမတို့ရဲ့လာတရားဖြစ်ပြီတည်င်းကျွပြီတောင်းရင်းနဲ့ပြည်နံကကြွမြန်းလာတဲ့ဘုရားရှင်ကိုမန်ရင်မောင်မေဆုံးကြီးစီမီရောက်လုံးထိနေလျံအိမ်ငိုင်းထွန်းကြီးပူဇော်ရသည်